video editing မလုပ်တတ်ဘူးဆိုရင်တောင်မှ football နဲ့ပတ်သက်တဲ့ long video တွေကိုဒီလိုမျိုး highlight video short video တွေအဖြစ်အပုတ်ရေ10ပုတ်ကနေအပုတ်ရေ20အထိထုတ်လို့ရတဲ့နည်းလမ်းရှိတယ်ဆိုတာသိပြီးပြီလားကဲဒီနေ့တော့ OpenClick ဆိုတဲ့ AI tools ကိုအသုံးပြုပြီးတော့ video တစ်ခုကိုစာရိုက်ထည့်လိုက်ရုံနဲ့ viral short video အဖြစ်ဘယ်လိုပြောင်းလဲဖန်တီးရမလဲဆိုတာကိုအစဉ်ချင်းသေချာလေးရှင်းပြပေးထားပါတယ်ကဲဒီတော့စလိုက်ကြရအောင် Chrome ကိုတွားပြီးတော့ OpenClick လို့ရိုက်ရှာလိုက်မယ်အတန်းတော့မှားတွားရင်တော့ခွန်လိုက်ကြနော်အောက်မှာပေါ်လာတဲ့ OpenClick ဆိုတဲ့ website ထဲကိုဝင်လိုက်မယ်နော် Okay ဒီလိုပေါ်လာပြီဆိုရင် get free click ဆိုတာကိုနှိပ်ပါမယ်နော်ဒီနေရာမှာကျွန်တော်တို့ရဲ့ Google account တစ်ခုနဲ့ login ဝင်ရမှာဖြစ်ပါတယ်အဲ့တော့ continue with Google ကိုနှိပ်ပြီးတော့ကိုချက်နှစ်သက်တဲ့ Google account တစ်ခုနဲ့ login ဝင်လိုက်ပါဒီလိုပေါ်လာပြီဆိုရင် continue ကိုနှိပ်ပါမယ်ဒီနေရာမှာအစမ်း3ခုအနေနဲ့ credit 90ကို9ရက်အတွင်းအခမဲ့ပေးထားပါတယ်ကျွန်တော်တို့ဘယ် payment ကမှလည်းချစ်စရာမလိုဘဲနဲ့သူ့မှာပါတဲ့ feature တွေကိုအပြည့်အဝအသုံးပြုခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ start clicking ကိုနှိပ်လိုက်မယ်ဒီလိုပေါ်လာပြီဆိုရင်တော့ OpenClick ရဲ့ interface ကိုရောက်ရှိလာပါပြီအပေါ်ညာဘက်ဒေါင်းနာလေးက90ဆိုတာကသူ9ရက်အတွင်းပေးထားတဲ့ credit 90ဖြစ်ပါတယ်ပြီးတော့ကျွန်တော်များထိုးပြတဲ့နေရာမှာ YouTube လင့်တွေGoogle device ကလင့်တွေ Zoom လင့်တွေပြီးတော့ TikTok ကလင့်တွေထည့်ပြီးတော့ဒီနေရာမှာ generate လုပ်ရမှာဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ file တွေကိုလည်း upload လုပ်လို့ရပါတယ်ကျွန်တော်တို့က video link တစ်ခုကိုထည့်လိုက်ရုံနဲ့ click တစ်ချက်နှိပ်ပြီးတော့အောက်မှာပြထားတဲ့ feature တွေကိုအသုံးပြုပြီး TikTok short YouTube short နဲ့ Facebook မှာတင်မဲ့ real video တွေကိုကျွန်တော်တို့သူကအလိုအလျောက် customize လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က football highlight click အတိုးလေးတွေလုပ်ပြမှာဖြစ်တဲ့အတွက် YouTube ထဲကိုသွားပြီးတော့football နဲ့ပတ်သက်တဲ့ video တစ်ပုဒ်ရဲ့ link ကိုကျွန်တော် copy ယူလိုက်မယ် video ရဲ့အချိန်က10မိနစ်ကျော်ကျော်လောက်ရှိပါတယ်နော်ပြီးရင် OpenClick website ထဲကိုပြန်သွားပြီးတော့ကျွန်တော်မျှထုတ်ပြတဲ့နေရာမှာကျွန်တော်က Google ရဲ့ copy link ကိုပေးချလိုက်မယ်ဒါဆိုရင်တော့ပြီးသွားပြီလို့မထင်လိုက်နဲ့နော်အောက်မှာရွေးစရာတွေအများကြီးရှိသေးတယ်ဒီအောင်နားလေးမှာ click model တွေရွေးလို့ရမယ်ပြီးရင်ကိုဖန်တီးခိုင်းမဲ့ highlight ပေါ်မူတည်ပြီးတော့marketing ဆင်းတဲ့ပုံစံမျိုးလားဒါမှမဟုတ် focus ပုံစံမျိုးလားvlog ရိုက်တဲ့ပုံစံမျိုးလားဒီမှာအများကြီးရွေးလို့ရတယ်ဗီဒီယိုတို့ရှေ့မှာလည်း0 to 3 second ကနေအတူအရှိပေါ်မူတည်ပြီးတော့ကိုကြိုက်တယ်လို့ရွေးထားလို့ရသေးတယ်ပြီးရင်ကိုယ့်ရဲ့ဗီဒီယိုအစကိုမြင်လိုက်တာနဲ့လူတွေစိတ်ဝင်စားစေမဲ့ဒီမှာ hook ဆိုတာကိုလည်း auto ဖွင့်ထားလို့ရတယ်ပြီးတော့ instruction box မှာလည်းကိုကဘယ်စင်းကို highlight လုပ်စေချင်တာလဲရှင်းရှင်းလင်းလင်း prompt ကိုရေးထည့်ပေးဖို့လိုပါတယ်ကျွန်တော်ကတော့ food for highlight ကိုလုပ်ပြမှာဖြစ်တဲ့အတွက်သူနဲ့သက်ဆိုင်တဲ့ highlight prompt ကိုကျွန်တော်ရေးထည့်လိုက်မယ်ပြီးရင်ကိုကဗီဒီယိုရဲ့ဘယ်အပိုင်းကို highlight လုပ်စေချင်တယ်လဲဒီမှာရွေးလို့ရပါတယ်ဒီအောင်နာလေးက quick passage ဆိုတဲ့နေရာမှာလဲ caption တွေကိုဒီမှာကိုယ်စိတ်ကြိုက်ရွေးလို့ရသေးတယ်ကျွန်တော်ကတော့ဒီတိုင်းပဲထားလိုက်တော့မယ်ပြီးရင်ကျွန်တော်တို့ get click in one click ဆိုတော့ကိုနှိပ်ပါမယ်နော်အဲဒီလိုပေါ်လာပြီဆိုရင်ဘာမှမဟုတ်ပါဘူးကိုရွေးချင်တဲ့ဟာကိုရွေးပြီးတော့အဆင့်5ဆင့်ထိပြီးအောင်တစ်ဆင့်ချင်းရွေးသွားလိုက်ပါပြီးရင်ကျွန်တော်တို့ highlight လုပ်ထားတဲ့ click ကလေးတွေကိုတစ်ချက်ကြည့်လိုက်ကြမယ်နော်ဗီဒီယိုရဲ့အတူရှိပေါ်မူတည်ပြီးတော့ဗီဒီယိုရှင်းရှိသလို credit ကလည်းကျွန်တော်တို့များများကုန်ပါတယ်နော်အဲဒီမှာ short clip တွေ20လောက်ထိရသွားပြီနော်ဒီဗီဒီယိုတွေမှာ OpenClick ရဲ့ watermark တော့ပါပါတယ်နော်တကယ်လို့ watermark ဖျောက်ချင်တယ်ဆိုရင်pro plan ကိုသုံးမှရပါမယ်နော်တကယ်လို့ဒီဗီဒီယိုကို download ဆွဲချင်တယ်ဆိုရင် download HD ဆိုတော့ကိုနှိပ်ပြီးတော့continue anyway ဆိုတော့ကိုနှိပ်လိုက်ပါနော်ဒါဆိုရင်တော့ဗီဒီယိုက download လုပ်နေပါပြီတကယ်လို့ကိုကဒီဗီဒီယိုကို social media မှာတိုက်ရိုက်တင်နေတယ်ဆိုရင် public on social ဆိုတော့ကိုနှိပ်ပြီးတော့ဒီမှာကိုယ့်ရဲ့ social media account တွေနဲ့ချိတ်ဆက်ပြီးတော့တိုက်ရိုက်တင်လို့ရပါတယ်ကဲတော့စောနကထုတ်ခဲ့တဲ့ဗီဒီယိုကလစ်ပုံစံမျိုးလေးတွေကဘယ်လိုဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်နော်တခုသတိထားရမှာကဒီဗီဒီယိုတွေက copyright လွတ်မလွတ်ဆိုတာကျွန်တော်လည်းစမကြည့်ရသေးတော့မသိရသေးဘူးနော်ဒါပေမဲ့ဒီဗီဒီယိုတွေကို CapCut လို့ software ထဲမှာထည့်ပြီးတော့active team လုပ်မယ်ဆိုရင်copyright လွတ်နိုင်ပါတယ်ညီကိုတွေအားလုံးကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးဉာဏ်ရှိသလိုအသုံးချနိုင်ကြပါစေခင်ဗျာ